လူတယောက်ကတင့်ကိုစကားတယ်နဲ့အကြီးအကျယ်ချီးမွမ်းနေပြီမယ်သူ့ရဲ့စိတ်ထဲမှာတော့တင့်ကိုမနာလို့ဖြစ်နေတာမျိုးကြုံဘူးပါသလား။ကြာမမဟုတ်တယောက်ယောက်ကအဆင်ပြေပါတယ်လို့ပြောနေပြီမယ်တကယ်တမ်းသူစိတ်ညစ်နေတာကိုသင်ရိပ်မိပါသလား။သူတေသနာတွေအရာကျွန်တော်တို့ရဲ့ဆက်သွယ်ပြောဆိုမှုမှာ9%ပဲစကားလုံးတွေကအလုံးလုတ်ပြီးကျန်တဲ့93%ကတော့ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့လေသံတွေကပဲဖော်ပြနေတာပါ။ဒီနေ့ဗီဒီယိုမှာတော့စကားမပြောဘဲတစ်ဖက်လူရဲ့စိတ်ထဲမှာဘာရှိလဲဆိုတာသိနိုင်မဲ့ body language လျှို့ဝှက်ချက်5ခုကိုပြောပြပေးသွားမှာပါပထမဆုံးအချက်ကတော့မျက်လုံးပါမျက်လုံးဟာစိတ်ဝိညာဉ်ရဲ့ပဒင်းပေါက်လို့တောင်တင်စားကြပါတယ်လူတစ်ယောက်ကစကားပြောနေရင်မျက်တောင်ခဏခဏခတ်နေရင်ဒါဟာစိတ်လှုပ်ရှားနေတာဒါမှမဟုတ်တက်တောင့်တက်တာမရှိတာကိုပြပါတယ်နောက်ပြီးတယောက်ယောက်ကတင့်ကိုကြည့်ပြီးပြုံးတဲ့အခါမျက်လုံးတောက်မှာအရေးအကြောင်းလေးတွေထင်လာရင်အဲ့ဒါဟာတကယ်စိတ်ပါလက်ပါပြုံးတာပါအဲ့လိုမဟုတ်ပဲပါဇက်ပဲဖျဲပြတာဆိုရင်တော့ဒါဟာလှုပ်ယူထားတဲ့အပြုံးလို့မှတ်နိုင်ပါတယ်ဒုတိယအချက်အနေနဲ့ကျွန်တော်တို့စကားပြောတဲ့အခါတစ်ဖက်လူကလက်ပိုက်ထားရင်ဘာဖြစ်နိုင်မလဲအများစုကတော့ဒါဟာယုံကြည်မှုရှိတယ်လို့ထင်တတ်ကြပေမဲ့တကယ်တမ်းကတော့ဒါဟာခုခံစစ်ခင်းထားတာပါတင်းရဲ့အကြံဉာဏ်ကိုသူလက်မခံချင်တာဒါမှမဟုတ်တင်းကိုယုံကြည်မှုမရှိလို့သူ့ကိုယ်ကိုကာကွယ်ထားတဲ့ပုံစံပါတကယ်လို့တင်ကအယောင်ဓမ္မတယောက်ဆိုရင်တစ်ဖက်လူလက်ပိုက်ထားတာမြင်တာနဲ့တင်းရဲ့အယောင်ဗျူဟာကိုချက်ချင်းပြောင်းလဲဖို့လိုပါလိမ့်မယ်တတိယအချက်ကတော့ပုံတူလိုက်လုပ်ခြင်းပါဒီအချက်ကတော့အရန်စိတ်ဝင်စားဖို့ကောင်းပါတယ်တင်နဲ့စကားပြောနေတဲ့သူကတင်ထိုင်သူလိုလိုက်ထိုင်တာတင်လက်ဟန်ချီဟန်လုပ်တယ်လို့မျိုးလိုက်လုပ်နေတာကိုတတိထားမိရင်ဝမ်းတာလိုက်ပါဒါကို mirroring လို့ခေါ်ပါတယ်ဒါဟာသူတင့်ကိုတကယ်သဘောကျနေပြီးတင့်အပေါ်ယုံကြည်မှုတီးဆောက်နေတာကိုမသိစိတ်ကပြသနေတာပဲဖြစ်ပါတယ်နံပါတ်4ကတော့ခြေထောက်တွေကဘယ်ကိုဥတီနေတယ်လဲဆိုတာပါလူအများစုကမျက်နှာကိုပဲကြည့်ပြီးလူခဲခတ်တတ်ကြပါတယ်ဒါပေမဲ့ခြေထောက်ကိုကြည့်ဖို့မေ့နေတတ်ပါတယ်လူတစ်ယောက်ကတင့်ကိုကြည့်ပြီးစကားပြောနေပြီမဲ့သူ့ရဲ့ခြေထောက်တွေကတကားပေါက်ဘက်ကိုလွှဲနေတယ်နော်သူတင့်စကားကိုစက်မနားထောင်ခြင်းတော့ပဲပြန်ချင်းနေပြီဆိုတာရိပ်မိလိုက်တာတော့လူတွေဟာသူတို့သွားခြင်းတဲ့အရက်ဘက်ကိုခြေထောက်ကအရင်ဆုံးဥတီနေတတ်လို့ပါပဲနောက်ဆုံးအချက်ကတော့တခုခုကိုအကအယူထားတာပါစကားပြောနေတော့မှတစ်ဖက်လူကသူ့ရှိမှကော်ဖီခွက်ကိုအုပ်ထားတာလက်ကင်အိတ်ကိုရင်ဘက်မှာပိုက်ထားတာမျိုးလုပ်ရင်ဒါဟာသူစိုးရိမ်စိတ်ဝင်နေတာဒါမှမဟုတ်တင့်ကိုအကွာအဝေးတစ်ခုထားချင်နေတာမျိုးဖြစ်နိုင်ပါတယ် body language ဆိုတာကျဲပြန်လွန်တဲ့ပညာရတစ်ခုပါဒါပေမဲ့တတိထားရမှာကအချက်တစ်ချက်နဲ့လူတစ်ယောက်ကိုအဆုံးဖြတ်မပေးလိုက်ပါနဲ့အခြေအနေအရာရာကိုခြုံလုံသုံးသပ်ဖို့လိုပါတယ်ဒီအချက်တွေထဲကတင်အကြုံဆုံးကဘာလဲဆိုတာ comment မှာရေးပေးခဲ့ပါအောင်ဒီဗီဒီယိုလေးကိုသဘောကျရင် like ပေးပြီးတငယ်ချင်းတွေကို share ပေးဖို့မမေ့ပါနဲ့哦နောက်ထပ်လည်းဒီလိုထူးခြားတဲ့ဗဟုသုတတွေကိုတင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားပေးပါအောင်ခင်ဗျာကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်